င်္ဂလာပြုမယ်ကစုံလာကြုံရတဲ့ခါဝဲသူ့နာမည်လေးကိုဝီလိုပါပြီပါလာတို့ခင်ခင်ရဲ့လူစားနှလို့တင်ပါတယ်မြင်လူဆွဲအောင်တကယ်အချင်းပွဲကြော်ရှင်းတဲ့သူရဲ့လူပါလာတို့ခင်ခင်ရဲ့လူစားနှလို့တင်ပါတယ်မြင်လူဆွဲအောင်တကယ်အချင်းပွဲကြော်ရှင်းတဲ့သူရဲ့ရှင်းရည်စေသုံးလာပြန်လေမြတ်တာပြုနာတကယ်ကိုပွားတဲ့ရုံတော့ကွယ်သူ့မိလေးကိုပေးခြင်းလာတဲ့ပြောခဲ့စမ်းကွယ်ပြီးခြင်းလာတဲ့ရမစုတောင်းပါလို့ရဲ့ပါရမီကူညီစေဖို့ရဲ့ပုဂ္ဂိုလ်ချောလာတဲ့မျက်နှာလေးပါသိမင်မလာတဲ့အခုကြောင့်မို့တဘောလေးကောင်းလိမ့်မယ်သူရဲ့ရာကျိုးလဲညောင်ရည်တုံးချိန်ဝဲခင်နဲ့မောင်တို့တွေ့ရဲ့ရွှင်ရွှင်သစ္စာရှင်များနဲ့ပျော်ပျော်ရွှင်ရွှင်သစ္စာရှင်များနဲ့ကစုံလာဝဲအမရဲ့မေတ္တာတွေမြတ်ဖျားရှိဝဲသမနာတွေ့တယ်နေ့စဉ်လာကစုံမှာကြုံလာပြန်ပါတယ်တပည့်ပဲလက်ဝဲတပည့်ရွာလေဒီမှန်ပြီးတော့တယ်တပြားသူတောင်းစုယူမယ်ကဘာတီစိုးကွယ်တတဘာကြီးကိုးဆက်လာသူဒေဝနာမင်းရဲ့ကျေးဇူးတင်လေကျေးဥယကေဝဲသူမြေတာသူမှာဆိုအောင်ဒီမှန်နိုင်လေပြောလို့ကုန်နေပြည်ဆရာရဲ့ရေအိုးကလေးရွက်လာတယ်ပေကိုသွားမလဲကွယ်ခင်ရဲ့ရေအိုးကလေးရွက်လာတယ်ပေကိုသွားမလဲကွယ်ခင်ရဲ့ရာကြည်ပြူရဲ့စေတနာကကျွဲဝေပြလာပါမြဝေတော့ကွယ်ရာကြည်ပြူတယ်သေနာကကျွဲဝေပြလာပါတယ်မြဝေတော့ကွယ်ဆရာကိုဝေးပြေလို့ရဲ့ဒီညိုဝေးတယ်တော်ပါပဲခင်ရဲ့မင်းမမြတ်ခေါ်လောက်တယ်ဆရာကိုဝေးကြည့်လို့ရဲ့ဒီညိုပြီးတယ်တော်ပါပဲခင်ရဲ့မင်းမမြတ်ခေါ်လောက်တယ်သူလည်းရာကျိုးလဲညောင်ရည်တွန်းကြေဝဲခင်နဲ့ပေါင်တို့တွေ့တယ်သူလူကိုရွယ်ပျော်ပျော်ရွှင်ရွှင်သစ္စာစင်များနဲ့ပျော်ပျော်ရွှင်ရွှင်သစ္စာစင်များမယ်ကစုံ